ငါပါရှင်တန်းတိုင်းချမ်းမြေမှကြိုဆိုပါရရှင်ယခုမိတ်ဆက်ပေးမဲ့ကွက်လေးကတော့မန္တလေးမြို့မဟာမြိုင်ဖရိန်ထဲဟိုမှာလမ်းသားချေတဲ့လမ်းမလေးနဲ့အတင်နူညံပြက်လူစီကားတဲ့နေရာကောင်းလေးမှာရှိတဲ့40-60ပြီကွက်ပြစ်လေးကိုအတင်နေတိုက်ပါအယောင်လေးနဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်ရှင်ဒီကွက်လေးကတော့နူညံမပြက်လူစီကားတဲ့43မိန်းလမ်းမကြီးနဲ့အနီးဆုံးမှာရှိပါတယ်ပတ်ဝန်းကျင်နေထားလေးကိုကြည့်လိုက်မယ်ဆိုရင်လည်းအင်ကြီးအင်ကောင်းနေနဲ့ရက်ွက်လေးတန်လေးတိတ်ဆိတ်ဆိတ်လေးရှိပါတယ်ရှင်ပေကျယ်လေးကတော့မျက်နှာပွင့်ပေ40နဲ့နောက်ပိုပေ60ရှိပါတယ်အလှည့်လေးကတော့အနောက်လှည့်လေးဖြစ်ပါတယ်ရှင်ပိုင်ဆိုင်မှုစာရွက်စာတမ်းလေးကကြရန်လေးနဲ့ရရှိမှာဖြစ်ပါတယ်ရှင်ညမပြဲလူစီကားတဲ့43လမ်းမကြီးနဲ့အနီးဆုံး63လမ်းမကြီးနဲ့အနီးဆုံးမှာရှိတဲ့အသင်းနေတိုက်ပါဒီကွက်လေးကိုရောင်းချပေးမဲ့ဈေးနှုန်းလေးကတော့33,000လေးနဲ့ရောင်းချပေးမှာဖြစ်ပါတယ်ရှင်ဒီကွက်လေးကိုစိတ်ဝင်စားတယ်ဆိုရင်တော့တန်တာအင်ချမ်မျိုးဆက်သွယ်ပေးပါရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်